ကျွန်တော်နာမည်ချခဲ့ပါခင်ဗျကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတဲ့လူကြီးမင်းတို့ကိုဒီနေ့စီးပွားရေးအနေနဲ့အတွေးခေါ်လေးတစ်ခုကိုကျွန်တော်တင်ပြပေးရစေအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တွေဒီနေ့စားအလုပ်သမားဘွားနဲ့ရက်တည်နေရလားဒါဆိုရင်ကျွန်တော်လည်းနေ့စားအလုပ်သမားဘွားနဲ့ရက်တည်နေခဲ့ဘူးလို့ကျွန်တော်လည်းအတွေးခေါ်နဲ့တူသလားဆိုတာကိုနည်းနည်းလေးညှိကြည့်ရအောင်ဒါဆိုရင်ကျွန်တော်တို့တွေနေ့စားအလုပ်သမားဘွားနဲ့ရက်တည်နေတာဘယ်နှစ်ရှိသွားပြီလဲပြန်ပြီးစဉ်းစားကြည့်အောင်ကျွန်တော်တို့တွေ3နှစ်လောက်နေခဲ့ပြီဆိုရင်ဒီနေ့စား3နှစ်လောက်တဲ့ကာလတော်တွင်မှာမနေ့လောက်သွားညနေလောက်ပြန်မနေ့လောက်သွားညနေလောက်ပြန်နေပဲနေလာခဲ့တဲ့ဆိုရင်အခုကျွန်တော်တို့ဘယ်နေရာရောက်နေပြီလဲပြန်ပြီးစစ်ကြည့်ရအောင်တကယ်လို့ဒီလိုမျိုးပုံစံနဲ့ပဲကျွန်တော်တို့ဘဝကိုရက်တည်သွားမယ်ဆိုရင်နောက်လာမဲ့3နှစ်မှာတော့ကျွန်တော်တို့ဘာဖြစ်မှာလဲအဲ့လိုမျိုးပြောင်းလဲလို့မရတဲ့အလုပ်ကြီးကိုကျွန်တော်တို့လေအမြဲတမ်းဆက်လုပ်နေမှာဆိုရင်ကျွန်တော်တို့ဘဝကိုတိုးတက်မှုရှိပါမလားဒီလိုမျိုးတိုးတက်မှုမရှိတဲ့အလုပ်ကိုအချိန်ကုန်ခံပြီးလုပ်နေမယ်ဆိုရင်ရောဘာထူးမှလဲဒါကြောင့်မလို့ကျွန်တော်ဒီအခွင့်အရေးကိုအမြဲတမ်းကျွန်တော်လိုက်ရှာနေတယ်အဲ့လိုမျိုးအခွင့်အရေးကိုလိုက်ရှာနေရင်တနေ့မှာကျွန်တော်ကိုဒီ smart company နဲ့မိတ်ဆက်ပေးခဲ့တဲ့လူတယောက်နဲ့တွေ့ရှိခဲ့လို့ဒီ smart company ကိုစတင်ပြီးတော့ဝင်ရောက်လုပ်ကိုင်ဖြစ်ခဲ့တယ်ဒီ smart company မှာကျွန်တော်စတင်တွေ့ရှိခဲ့ရတဲ့အကြောင်းအရာတော့3လလေးနဲ့တော့မှကျွန်တော်တို့ရဲ့ဘဝကိုပြောင်းလဲပြေးလို့ရတယ်3လတည်းနဲ့တော့မှတသိန်းခဏရတဲ့လူတွေအများကြီးရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေဘဝမှာအောင်မြင်မှုအတွက်တကယ်ကြိုးစားနေတဲ့လူတွေဘဝမှာအောင်မြင်မှုအတွက်တိုးတက်မှုရှာနေတဲ့လူတွေဆိုရင် smart company ကိုလာခဲ့ဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်နောက်ဆုံးပိတ်ရှမ်းစကားလေးတစ်ခွန်းနဲ့ပဲကျွန်တော်အဆုံးသတ်ခဲ့ပါရစေมาเปลี่ยนชีวิตให้ดีขึ้นผมพร้อมแล้วคุณล่ะพร้อมหรือยังครับ